တခါတော့ကဆန်ရွာလို့ခေါ်တဲ့ရွာလေးတစ်ရွာမှာရွှေတုတ်ဆိုတဲ့ကောင်လေးနဲ့သူ့အဖေဦးထန်တို့နေထိုင်ကြပါတယ်။ရွှေတုတ်အမေကလည်းသူ့မွေးပြီးမကြခင်မှာပဲဆုံးပါသွားတာပေါ့။ဦးထန်ဟာသူ့သားလေးကိုအမေမရှိတဲ့အတွက်ကြောင့်လိုလေသေးမရှိပြုစုဆောက်ရှောက်ပေးတာပေါ့။အချိန်တွေကြာလာတော့ရွှေတုတ်ဟာအရွယ်ရောက်လာပြီးသူ့အဖေနဲ့အတူနန်းတော်မှာအလုပ်ဝင်လုပ်တာပေါ့။နန်းတော်မှာပင်မတဲ့အလုပ်ကိုတနေကုန်လုပ်မှသူတို့သားဖနှစ်ယောက်ရဲ့လုပ်အားကစဘာသုံးပြီပဲရတာပေါ့နေတိုင်းစဘာသုံးပြီပဲရနေတော့စားဖို့အတွက်မလုံလောက်ဘူးအဲ့ဒီလိုနဲ့ဦးထန်ဟာအစာအာဟာရနည်းပြီးနေမကောင်းဖြစ်သွားတယ်ဒီအချိန်မှာပဲအိမ်နီးချင်းအဖွားမြလေးကဦးထန်တို့သားဖအတွက်လိုအပ်တာကိုကူညီပေးတာပေါ့တရက်မှာအဖွားမြလေးကရွှေတုတ်ဟာအရွယ်ရောက်ပြီမို့လို့သူ့အမေမသေးခင်မှားထားတဲ့ဂရိအတိုင်းတစ်ဖက်ရွာကမိန်းကလေးစန်နီနဲ့လက်ထပ်ပေးဖို့ရအတွက်အချိန်တန်ပြီလို့ပြောလိုက်တယ်ဒီလိုနဲ့စနီကအိမ်ရောက်လာတဲ့အချိန်ရှုပ်ပွားပြီးညစ်ပတ်နေတာမြင်တော့သူမကငိုမိသွားတာပေါ့စနီကသူ့အမေမှားခဲ့တဲ့အတိုင်းဒုက္ခတွေ့ရင်မကြောက်နဲ့တတိရှိရှိရင်ဆိုင်ဆိုတဲ့စကားကိုသတိရပြီးသူမဟာတအိမ်လုံးကိုတန်ရှင်းလုပ်လိုက်တာပေါ့ညဘက်မှာရွှေတုတ်ကသူ့အဖေနဲ့ပြန်ရောက်တော့စပားသုံးပြီပဲယူလာတာကိုစနီကမြင်သွားတာပေါ့အဲ့ဒီအချိန်မှာစနီကဒီလောက်နဲ့ဘလို့စားရမှာလဲကိုရပိုင်ခွင့်ကိုနန်းတော်မှာတောင်းရမယ်ဆိုပြီးပြောလိုက်တာပေါ့သူတို့သားအဖဟာအကျိုးအကြောင်းပြောပြပြီးနောက်ထပ်စပားသုံးပြီးထပ်တိုးပေးရန်ဘရင်ကြီးကိုတောင်းဆိုလိုက်တယ်ဘရင်ကြီးကအကြောင်းစုံသိသွားပြီးနောက်ထပ်စပားသုံးပြီးဥထံတို့သားအဖကိုပေးလိုက်တာပေါ့အချိန်ကာလနဲ့အမျှစနီဟာမိသားစုကြီးလာတယ်ဆိုပြီးဘရင်ကြီးစီကိုစပားထပ်တိုးတောင်းရန်အတွက်ဥထံတို့သားအဖကိုပြောလိုက်တာပေါ့သူတို့သားအဖဟာဘရင်ကြီးကိုစပားထပ်တိုးပေးရန်အတွက်တောင်းဆိုလိုက်တယ်။စပားက12ပြည်လောက်တောင်ရလာခဲ့တာပေါ့။ကြာခင်မှာပဲစနီကဒီစပားနဲ့ဆန်ဆိုင်ဖွင့်ကြမယ်လို့ဥထံတို့သားအဖကိုပြောလိုက်တယ်။ဒီလိုနဲ့သူတို့ဟာဆန်ဆိုင်ရေးတစ်ဆိုင်ဖွင့်လိုက်တယ်။ဆန်ဆိုင်ကလည်းနေတိုင်းနှီးပါရောင်းကောင်းတာပေါ့။အချိန်လေးကြာလာတော့ဆန်ရွာမှာမိုးမရွာတာကြာလာပြီးစပားတွေအကုန်ပျက်စီးကုန်တော့တာပေါ့။တိုင်းသူပြည်သားတွေလည်းငတ်မွတ်လာကြတယ်။အဲ့ဒါကိုမြင်တဲ့ဘရင်ကြီးကအရက်သားပုံစံဖြစ်ဟန်ဆောင်ပြီးရွာထဲကိုရှောက်ပတ်ကြည့်လိုက်တယ်။အဲ့အချိန်မှာရွှေတုတ်ရဲ့ဆန်ဆိုင်ကိုမြင်တွေ့သွားတာပေါ့။အဲ့ဒီလိုနဲ့ဘရင်ကဒီစပားတွေဘယ်ကရတာလဲ။အဟောင်းတွေဆိုပုတ်သွားမယ်။ဒီလောက်ကြာတာမပုတ်ဖဲရှိနေတာကဘာလဲလို့မေးတော့စနီကအရှင်မင်းကြီးဗရားတဲ့ညီဩစာတွေကိုလှုပ်လို့စပားမပုတ်တာပါ။တမာရွက်6မုံညင်းစီနဲ့လည်းတိတ်စီထားလို့9နှစ်ကနေ10နှစ်ရှိခံနိုင်ပါတယ်လို့ရှင်းပြလိုက်တော့ဘရင်ကြီးကအလွန်အံ့အားသင့်သွားတာပေါ့စနီရဲ့ဉာဏ်ပညာနဲ့စီမံခန့်ခွဲမှုကြောင့်တိုင်းပြည်ကအငတ်ဘေးမှလွတ်မြောက်သွားတာပေါ့ဘရင်ကြီးကစနီကိုအလွန်သဘောကျပြီးနန်းတော်ရဲ့စပားတာဝန်ခံအဖြစ်ခန့်အပ်လိုက်တယ်စနီရဲ့ဉာဏ်ပညာကြောင့်သူတို့မိသားစုဟာချမ်းသာပျော်ရွှင်စွာနေထိုင်သွားကြတာပေါ့နောက်ထပ်ပုံမြင်လေးတွေပြောပြပေးအောင်ပါမို့လို့နားထောင်အားပေးကြပါအောင်ရှင်